2025ကုန်ပြီးတော့2026ကိုရောက်ရှိဖို့အတွက်နောက်လာတစ်လပဲကြာမှာတော့တယ်ဒီကျွန်တော်ရဲ့လက်ထက်မှာစာရွက်လေးရှိတယ်ဒီစာရွက်လေးကကျွန်တော်2025ခုနှစ်အတွက်ဆွဲထားတဲ့ plan စာအုပ်လေးဖြစ်ပါတယ်ဒါ2025မှာကျွန်တော်လုပ်ကိုလုပ်ရမယ်ဒါ plan လေးတွေကိုကျွန်တော်ထည့်ပြီးရေးထားပါတော့ကျွန်တော်လုပ်ရမယ့်ဟာတွေကျွန်တော်ရအောင်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်ဒီထဲမှာထည့်ပြီးရေးထားတယ်ပေါ့နော်ဒါလေးကိုကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့တကူတစ်ခါအသေးချာလေးကိုလဲလာခဲ့တာဆိုတော့ဒီထက်မှာဆိုရင်ကျွန်တော်2025မှာကျွန်တော်ဘယ်လို plan မျိုးလေးတွေချထားတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြပြပါပေါ့နော်ဒီစာကိုစပြီးရေးခဲ့တဲ့ဒီ plan ကိုစပြီးချခဲ့တာကျွန်တော်2024ခုနှစ်ဒီ12လပိုင်း31ရက်နေ့မှာ31ရက်နေ့ညမှာကျွန်တော်ဒီ plan ကိုစပြီးချခဲ့တာပေါ့နော်ဆိုတော့ဒါက2025 plan ဖြစ်ပါတယ်ဒီ2025 plan ထဲမှာဆိုရင်ဘယ်လိုအကြောင်းအရာလေးပါလဲဆိုတော့တစ်ချက်လေးကြည့်ပြီးပေါ့နော်ဒီမှာနံပါတ်1တစ်ခုအနေနဲ့ကျွန်တော်ဂျပန်ကိုရောက်အောင်သွားရမယ်ဆိုတဲ့အချက်လေးပါရပေါ့နော်ဒီအချက်လေးကအခုပြည့်ပါပြီကျွန်တော်အခုဂျပန်ကိုရောက်ရှိနေပါပြီခင်ဗျာနောက်ထပ်တစ်ခုကကျွန်တော်အဲ့တုန်းကဒီလူငယ်တယောက်စစ်တဲ့ကြောင့်နေပြီဆိုတဲ့စာအုပ်လေးကဒီ2025ခုနှစ်အတွင်းမှာ10ချိန်တိတိရိုက်နှိပ်ထုတ်ဝေနိုင်ရမယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုဆိုရင်လူငယ်တယောက်စစ်တဲ့ကြောင့်နေပြီဆိုတဲ့စာအုပ်လေးက18ချိန်19ချိန်အထိရိုက်နှိပ်ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။မျက်ရည်လွယ်တော်သူများဖတ်ဖို့စာအုပ်ဆိုရင်ဒါကျွန်တော်ရေးထားတဲ့စာအုပ်ပဲဒီစာအုပ်လေးကိုကျွန်တော်ကစာအုပ်8ကြိမ်တိတိရိုက်နေထုတ်ဝေနိုင်အောင်စူးစမ်းမယ်ပို့ပြီးတော့ကျွန်တော်စာပရိသတ်တွေစီကိုစာအုပ်လေးရအောင်စူးစမ်းမယ်ဆိုပြီးပြောခဲ့ရဆိုပေမဲ့အခုအချိန်မှာဒီမျက်ရည်လွယ်တော်သူများဖတ်ဖို့စာအုပ်လေးကဒီ73ကြိမ်14ကြိမ်အထိရိုက်နေထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကနည်းနည်းတော့ရှိရတယ်ဗျနောက်တစ်ခုကကျွန်တော်ဒါစစ်ပတ်ထွက်ရမယ်တဲ့ပေါင်40ကြာရမယ်ဆိုတာပေါ့နော်ဒီ mission ကတော့အခုလောစင်မှာကျွန်တော်လုံးဝမလုပ်နိုင်သေးတဲ့အရာဖြစ်ပါတယ်2025ခုနှစ်မှာကျွန်တော်လုံးဝ fail ဖြစ်တယ်ပေါ့နော်ဒီဟာလေးကလုံးဝဘယ်လိုပြောမလဲလို့2025ခုနှစ်မှာစူးစမ်းခဲ့တဲ့အရာတွေကအများများတော့အဲ့ပုံမှာပဲအာရုံစိုက်နေတယ်လို့ねကိုဒီဘယ်လိုရမလဲလို့သိပြီးတော့စစ်ပတ်တွေထွက်အောင်လည်းမလုပ်ဖြစ်ဘူးเนาะအခုတောင် wake up ပို့တက်လာတယ်ထင်ပါတယ်အခုနောက်ထပ်တစ်ခုကဆိုတော့ sound တုပ်ထပ်ပြီးတော့ထွက်ရမယ်ဆိုပြီးပြောထားတာပေါ့နော်အဲ့ဒီတော့ကဒီ plan ကိုစပြီးချခါစားတော့ကျွန်တော်ရဲ့ sound က2အုပ်ပဲထွက်ရသေးတယ်အခုဆိုရင် sound ကတော့ထပ်ပြီးတော့2အုပ်ထပ်ထွက်ထားရဆိုတော့2အုပ်ထပ်ထွက်လိုက်ထားတယ်ပေါ့နော်ဒီမှာ sound တုပ်ထပ်ပြီးတော့ထွက်ရမယ်လို့ပြောထားတယ်ဒါပေမဲ့ကျွန်တော်က sound 2အုပ်ထပ်ပြီးထွက်ထားတဲ့အတွက်ကြောင့်မလို့ဒါလည်း bonus ပေါ့နော်တော့ကိုတော်လေးဟောဖြစ်သွားတယ်2025ခုနှစ်တစ်နှစ်လုံးအတွင်းမှာကျွန်တော်300ရှာနိုင်ရမယ်ဆိုပြီးတော့ကျွန်တော် target ချခဲ့တယ်ဒါပေမဲ့အခုအချိန်အထိကျွန်တော်ရှာခဲ့တဲ့ပတ်စံက3600ကျော်လောက်ထိရှိပါတယ်3600ကျော်တဲ့ထက်မှာပါတယ်ပေါ့နော်အဲ့တော့ဒါက3400ကျော်ဒါနှစ်ဆတောင်မှတက်သွားရပေါ့နော်အဲ့တော့ဒါလည်း bonus ပေါ့နော်နောက်တစ်ခုကဒီဟာတော့ကျွန်တော်စကြရကျွန်တော် cancel ပြန်လုပ်ထားတာပါဆိုတော့ Facebook ကိုတိတ်မသုံးတော့ဘူးဆိုပြီးတော့ကျွန်တော်တွေးထားတယ်ပေါ့နော်တွေးထားတဲ့အတွက်ကြောင့်ဒီဒါကို cancel လုပ်လိုက်တယ်ဒီမှာ Facebook follower တဲ့4,500,000 ရရမယ်ဆိုပြီးတော့ follower 4,500,000 ရရမယ်ဆိုကျွန်တော်တွေးခဲ့ရတာပေါ့နော်ဒါပေမဲ့အခုလောဆယ်မှာကျွန်တော်ရဲ့ TikTok ဒီ Facebook follower က4,000,000တိတိဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဒီ mission ကတော့ fail တယ်လို့ကျွန်တော်ပြောလို့မရဘူးဘာလို့ဆိုတော့ကျွန်တော် cancel လုပ်ထားတယ်ဒီဟာကို cancel လုပ်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာထပ်ပြီးတော့တိုးထားရပေါ့နော်ဒီမှာ TikTok follower ကိုကျွန်တော်ထပ်ပြီးတော့ထပ်တိုးဖို့အတွက်ကျွန်တော်ဒီထက်မှာရေးထားတယ်ဒီမှာကစလာရေးထားတာ TikTok follower ကတဲ့100k ရှိရမယ်ဆိုပြီးရေးထားရပေါ့နော်ပြီးတော့ like က2 million ရှိရမယ်ဆိုရေးထားတယ်အခုဆိုရင် TikTok follower ကကျွန်တော်1,900,000 ကျော်ရှိသွားပြီပြီးတော့ခါကျတော့ဒီ like ဆိုရင်2 million လို့ပြောထားတာဒါပေမဲ့7 million ဖြစ်သွားပြီပေါ့နော်ပြီးတော့ကျွန်တော်အများကြီးစူးစမ်းခဲ့ပါတယ်ပြီးတော့ဘယ်လိုပြောမလဲဒီဂျပန်ရောက်သွားမယ်ဆိုတာလည်းရောက်ခဲ့တယ်ပြီးတော့စာအုပ်တွေကိုအကျဉ်းဘယ်လောက်ထိရိုက်နေထုတ်ဝင်နေအောင်စူးစမ်းမယ်ဆိုပြီးတော့တွေးခဲ့တဲ့အရာတွေလည်းအများကြီးဖြစ်ခဲ့တယ်အများကြီးဖြစ်တဲ့အပြင်ကအများကြီးပေါ့နော်ချထားတဲ့ target လည်းအများကြီးကိုကျော်လွန်တယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီအခုဒီထက်မှာ mission fail ဖြစ်တဲ့ဒီ plan ကလုံးဝလုံးနိုင်တဲ့ဒီပေါ့စစ်ပတ်ထွက်ရမယ်ပြီးတော့ပေါင်40ချရမယ်ဆိုတဲ့အစီအစဉ်နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ကိုယ့်ကိုယ်တော့အပြစ်တင်စရာတော့မရှိပါဘူး။ဘာလို့ဆိုတော့ပတ်စံနေဆိုလို့ကျွန်တော်အများကြီးရှာနိုင်ခဲ့တယ်။စောက်တက်ဆိုလည်းအချိန်အများကြီးထွက်နိုင်ခဲ့တယ်ပြီးတော့ကျွန်တော်ရဲ့စာပရိသတ်တွေစီကိုဒီတစ်နှစ်ထဲမှာပဲစောက်နှစ်အုပ်ကျွန်တော်ရဲ့စာပရိသတ်တွေကိုအသစ်တွေပေါ့နော်ထည့်ပေးလိုက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ကဟိုအဆင်ပြေပါတယ်။ပြီးတော့2026ခုနှစ်မှာကျွန်တော် blue plan တွေထပ်ပြီးတော့ချမလဲဆိုတော့ကျွန်တော်စာပရိသတ်တွေကငုံစားနဲ့စောင့်မှုအောင်ပြီးတော့2026မှာရောကိုတော်ရမင်းအနေနဲ့သူ့ရဲ့ plan တွေကိုဘယ်လိုမျိုးအောင်မြင်အောင်ဘယ်လိုလုပ်သွားမလဲဘယ်လို plan တွေလာမလဲဆိုတာကိုဒီခုံစားနဲ့စောင့်မျှော်ပြီးပါအောင်လို့ပြောချင်ပါတယ်